မင်္ဂလာပါဒီနေ့ RJH Health Tip ပြင်မျှဝေပေးမှာတော့ဦးလန်းချောင်းကျန်းမာရေးနဲ့ညနာအသားရည်ကျန်းမာရေးဆက်ဆက်နေပုံပဲဖြစ်ပါတယ်ကျွန်တော်တို့ RJH Health Tip ဗီဒီယိုတွေကိုလွယ်တကူရှာဖွေကြည့်ရှုလို့ရအောင်လို့ YouTube မှာတင်ပေးထားပါတယ် YouTube Channel link အောက်က comment မှာပေးထားပါတယ်ဒီလအတွက် RJH Promotion ကတော့သိန်းဘိုးနဲ့အထက်ဝယ်ယူတဲ့လူတိုင်းကို16000တန်း Rose Skin Tone နဲ့ 30ml တပလင်လက်ဆောင်ပေးနေပါတယ်ကျွန်တော်တို့ရဲ့ RJH product တွေသုံးပြီးတော့ညနာပြဿနာတွေအဆင်ပြေတော့လူတွေအများကြီးရှိပါတယ်ဥပမာဆိုရင်ဝက်ချံပေါက်တဲ့သူတွေဆိုရင်ကျွန်တော်တို့ပေးလေးရှိတာ Deep Clean Face Wash Rose Skin Tone နဲ့ Aloe Vera Soothing Gel Moisturizer Acne Treatment Serum ဒါဝက်ချံဆိုတော့ Acne ကတော့ပါမယ်ပြီးရင် sunscreen ကိုတော့2မျိုးရှိတယ် Oil Control ဒါမှမဟုတ်ရင် Revive Facial အဲ့နှစ်ခုတည်းတစ်ခုခုကိုကျွန်တော်တို့ပေးတာများတယ်ဒီဆက်ပေးသုံးလိုက်ရင်ဝက်ချံပေါက်တဲ့လူတွေတတ်တာပါတယ်တင်းနေပြတဲ့သူတွေဆိုရင်တော့ကျွန်တော်ဆက်ပြာကိုပြောင်းပြီးပေးမယ် Hydrating Renewing Rose Cleanser ပြီးရင် Serum ကတော့တင်းနေဖြစ်တဲ့သူတွေအတွက်က Anti Aging ရှိတယ် Skin Purifying ရှိတယ်ဒါကတော့တယောက်မျက်နှာအခြေအနေပေါ်မူတည်ပြီးတော့ကျွန်တော်ပေးတယ်မျက်နှာမှာဘာမှပြဿနာမရှိတဲ့သူတွေဆိုရင်တော့ Serum မှာ Instant Skin Soothing Serum ရှိတယ် Instant ကကလေးတွေပါသုံးလို့ရတယ်နောက်cream တွေလည်းမျိုးမျိုးရှိတယ်ဒီ product တွေသုံးပြီးတော့အဆင်ပြေသွားကြတယ်ဒါပေမဲ့အဲ့မှာမတူတာကဥပမာဆိုရင်ဝက်ချောင်ပေါက်တဲ့သူချင်းတူမျက်နှာချင်းတွေတူတယ်ကျွန်တော်တို့ပေးသုံးတဲ့ product set လည်းတူတယ် product ချင်းလည်းတူတယ်ဒါတော့မှတယောက်က3-4လနဲ့ပျောက်တယ်နောက်တစ်ယောက်ကကျတော့6လ9လလောက်နေမှပျောက်တယ်အဲ့လိုပေါ့မျက်နှာဒီတက်တာသွားတဲ့အချိန်ပေါ့နော်ယူတဲ့အချိန်ယူတာမတူညီတာကိုအရင်သတိထားမိတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့မျက်နှာ skin problem တွေပေါ့မျက်နှာ skin problem တွေဖြစ်စေတဲ့အကြောင်းအရာအဓိက main source နှစ်ခုရှိတယ်ပထမတစ်ခုကကျွန်တော်အားလုံးသိထားတဲ့ဒီအပြင်နေတန်းလေးတန်းသဘာဝတန်းရှင်းပြောရင်မျက်နှာကို view site တာအားနဲ့လို့ပဲပြောလိုက်မယ်အလွယ်တကူမျက်နှာကို view site တာအားနဲ့လို့အပြင်ကတန်းနေကြောင်းမျက်နှာမှာပြဿနာတွေဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်အတွင်းနဲ့ဆိုတာကျွန်တော်တို့ရဲ့ဥလန်းချောင်းအတွင်းထဲမှာစာချီဥလန်းချောင်းအတွင်းထဲမှာဘက်တီးရီးယားလေးတွေရဲ့ဂီယာစနစ်ရှိတယ်မိုက်ခရိုဘိုင်ယိုသူတို့ဂီယာစနစ်ကမကောင်းတဲ့ဘက်တီးရီးယားတွေများသွားလို့ဂီယာစနစ်ဖောက်ပြန်ပြီဆိုရင်ဒါဥလန်းချောင်းကျန်းမာရေးမကောင်းတော့ဘူးလို့သတ်မှတ်လိုက်အဲ့လိုဥလန်းချောင်းကျန်းမာရေးမကောင်းတော့ဘူးဆိုရင်အဲ့ကျန်းမာရေးမကောင်းတာနဲ့ခန္ဓာကိုယ်ကရှားနေရကယောဂါတွေဖြစ်ဖို့အတွက်ပို့ပြီးလှုံ့ဆော်သလိုကျန်းမာရေးမကောင်းဖို့အတွက်ပို့ပြီးလှုံ့ဆော်သလိုမျက်နှာမှာတော့များသောအားဖြင့်အရင်ဆုံးလာပြတာများတယ်မျက်နှာမှာပြနေပြီဆိုရင်ဒါဥလန်းချောင်းကျန်းမာရေးမကောင်းတဲ့အားတွေကမျက်နှာမှာလာပြီးတော့ပြတယ်အဲ့ဒီနည်းနဲ့ကျွန်တော်အပြင်ကနေလာတာရှိမယ်အတွင်းကနေလာတာရှိမယ်ဒါမျက်နှာပြဿနာကိုဖြစ်စေဖို့အတွက်အဲ့တော့ကျွန်တော်တို့မျက်နှာပြဿနာတွေကိုတည်တည်ချာချာတတ်တာခြင်းနဲ့ဆိုလို့ရှိရင်တော့အပြင်ကနေပြီးတော့ skin care နဲ့မျက်နှာကိုထိတ်ခဲလုပ်ပြီးတဲ့အပြင်ကိုကျွန်တော်ဥလန်းချောင်းကျန်းမာရေးကိုလည်း view site ပေးရပါမယ်အတွင်းအပြင်ပေါ့အတွင်းအပြင် view site ပေးတော့မှမျက်နှာပြဿနာတွေကပို့ပြီးတော့အဆင်ပြေမှာပါကျွန်တော်တို့ဥလန်းချောင်းရဲ့ကျန်းမာရေးမကောင်းတာနဲ့မျက်နှာမှာဘာလို့လာပြီးတော့လက္ခဏာတွေပြလာတယ်ကျွန်တော်ကာနာကိုတခြားနေရာမှာပြတဲ့မျက်နှာမှာပို့ပြီးဘာလို့အများဆုံးပြလာကျွန်တော်မျက်နှာအရေပြားနဲ့ဒီဥလန်းချောင်းနဲ့တစ်ဆက်တည်းပါကျွန်တော်ကြည့်လိုက်ရင်ဒီမျက်နှာအရေပြားနေပြီးတော့နှာခမ်းနေပြီးတော့အထဲဝင်သွားရင်ပါးစပ်ပေါ့ပါးစပ်အတွင်းထဲကပါးစပ်အဲ့ရေပြားနဲ့ဒီကျွန်တော်အပြင်ရေပြားနဲ့ဆက်တယ်ပါးစပ်ကရေပြားနေပြီးတော့တစ်ခါတည်းထိပြီးတော့ဆက်ဆောက်သွားအာကောင်ရောက်သွားမယ်အာကောင်ကနေပြီးတော့အစာမျိုးချတဲ့လမ်းကြောင်းအဲ့ရနေပြီးတော့အစာအိမ်ကိုရောက်သွားမယ်အကုန်လုံးရေပြားနဲ့မျက်နှာရေပြားနဲ့တစ်ဆက်တည်းစာရင်ကနေပြီးတော့အစာရင်နိုင်ရကနေပြီးတော့ဥသေးဖြစ်သွားမယ်ဥသေးရနဲ့တဆင်းဥမာကြီးဖြစ်သွားမယ်အကုန်လုံးကတစ်ဆက်တည်းပါဒီမျက်နှာရေပြားနဲ့ဥလန်းချောင်းအတွင်းထဲကနိုင်ရနေနေကတစ်ဆက်တည်းဒါကြောင့်ဥလန်းချောင်းထဲမှာကျန်းမာရေးမကောင်းရင်မျက်နှာမှာအလွယ်တကူလာပြတာဥလန်းချောင်းကျန်းမာရေးရလည်းဘာကြောင့်လူခန္ဓာကိုယ်အတွက်အရေးကြီးလဲဆိုတော့ကျွန်တော်တို့ဥထဲမှာဥမာကြီးထဲမှာအဲ့ထဲမှာအစာမျိုးစုံရှိတယ်အစာကျင်းနေရရှိတယ်အညစ်အကြေးဖြစ်သွားတဲ့အစာတွေလည်းရှိတယ်ကောင်းတဲ့ဘက်တီးရီးယားရှိမကောင်းတဲ့ဘက်တီးရီးယားတွေရှိတယ်မကောင်းတဲ့ဘက်တီးရီးယားတွေထုတ်ထားတဲ့အဆိပ်တောက်တွေရှိတယ်အမျိုးမျိုးပေါ့အဲ့ဒီຢာတွေအကုန်လုံးကဥလန်းချောင်းထဲမှာပဲရှိရမှာအဲ့ဒီမကောင်းတဲ့အညစ်အကြေးတွေအဆိပ်တောက်တွေကဥလန်းချောင်းထဲကနေတဆင်းသွေးထဲကိုရောက်သွားလို့မရဘူးခန္ဓာကိုယ်အတွက်ကျန်းမာရေးအများကြီးထိခိုက်နိုင်တယ်အဲ့တော့ဥလန်းချောင်းရဲ့ဒီအတွင်းနိုင်ရန်ပေါ့နော်ဒီအတွင်းနိုင်ရန်ဥလန်းချောင်း lining လေးပေါ့အဲ့ lining လေးကကျွန်တော်တို့ကျန်းမာရေးအတွက်အရေးကြီးတယ်
အဲ့ဒီ lining ကဦးလန်းချောင်းကျန်းမာရေးမကောင်းရင်အဲ့ lining မှာ inflammation တွေဖြစ်မယ် inflammation ဖြစ်ပြီးတော့ပုံမှန်ဆိုလို့ရှိရင်တော့ lining က cell လေးတွေကဒီတိုင်း tight junction ဖြစ်ပြီးတော့သူစီနေတဲ့အတွက်ဘာမှဖြတ်သွားလို့မရဘူးသွေးတွေကိုရောက်သွားလို့မရဘူးဒါပေမဲ့ inflammation ဖြစ်သွားလို့ရှိရင်အဲ့ cell လေးတွေကကြားထဲမှာတစ်ခုနဲ့တစ်ခုနည်းနည်းဟသွားတဲ့အတွက်အဲ့ဒီကနေတဆင့်ဒီမကောင်းတဲ့ toxin တွေသွေးတွေကိုမရောက်တဲ့ဟာတွေကရောက်သွားမယ်ရောက်သွားပြီးတော့ခန္ဓာကိုယ်ကျန်းမာရေးကိုထိခိုက်တာဒါကမျက်နှာတွေမဟုတ်ဘူးတကူလုံးကျန်းမာရေးထိခိုက်တဲ့အကြောင်းအရာတွေမှာအဲ့ဦးလန်းချောင်းမှာ inflammation ဖြစ်တာရောင်ရမ်းခြင်းဖြစ်တာအဲ့ဒီဟာကအမြဲပါတယ်ဒါကို leaky gut လို့လည်းခေါ်တယ်ဒီ gut တွေကနေပြီးတော့ leak ဖြစ်ပြီးတော့မကောင်းတဲ့ toxin တွေ leak ဖြစ်ပြီးသွေးတွေကို leak ဖြစ်တဲ့အတွက်အဲ့ဒီဦးလန်းချောင်း lining ကိုကဲပုံမှန် repair လုပ်ပေးနေရလဲရှိတယ်ကျမ်းများဖြစ်ဆိုရင် short chain fatty acid လို့ခေါ်တယ်ဒီ short chain fatty acid တွေကဦးလန်းချောင်း lining ကို repair လုပ်ပေးတယ်အဲဒီ short chain fatty acid ကိုထုတ်ပေးတဲ့ bacteria ကိုကျွန်တော်ကသတ်မှတ်လိုက်မကောင်းတဲ့ bacteria လို့သတ်မှတ်လိုက်မယ်ဦးလန်းချောင်းကျန်းမာရေးမကောင်းဘူးဒီ bacteria ကြီးဟာစနစ်ဖောက်ပြန်သွားတဲ့အချိန်မှာ short chain fatty acid ကိုထုတ်ပေးတဲ့ bacteria တွေကရောသွားမယ်ရောသွားပြီးတော့မကောင်းတဲ့ toxin တွေထုတ်တဲ့ bacteria တွေကများလာမယ်အဲများလာနေတဲ့အချိန်မှာဦးရဲ့ဒီနိုင်ငံက lining လေးကရောင်ရမ်းခြင်းဖြစ်မယ်ရောင်ရမ်းခြင်းဖြစ်ပြီးတော့ဒါ inflammation ဖြစ်တာနဲ့ဒီဦးတွေကနေပြီးတော့မတင်တော်တဲ့ toxin တွေကသွေးတွေကိုစိမ့်ဝင်မယ်အဲ့မှာစိမ့်ဝင်သွားတဲ့ toxin တွေကိုendotoxin တွေ LPS တွေ endotoxin တွေဒါတွေကဦးလန်းချောင်းနဲ့ဆင်းသွေးတွေကိုစိမ့်ဝင်သွားမယ်စိမ့်ဝင်သွားပြီးတာနဲ့အဲ့ endotoxin တွေကခန္ဓာကိုယ်နေရာနှံပြားကိုရောက်ပြီးတော့ inflammation တွေအမျိုးမျိုးဖြစ်စေတယ်ရေပြားကိုရောက်သွားတဲ့အချိန်မှာတော့ဒီ endotoxin တွေကဘာလို့သွားပြီးပြဿနာပေးတတ်လဲဆိုတော့ဒီကျွန်တော်ရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ lipid အဆီလွှာလေးကိုပြဿနာသွားပေးတယ် lipid အဆီလွှာကရေပြားရဲ့အပြင်ဆုံးအလွှာမှာရှိတဲ့ epidermis မှာရှိပြီးတော့သူကဒီရေပြား dead cell လေးတွေကိုသူက hold လုပ်ပေးထားတာအဲ့ဒီအဆီလွှာလေးထိခိုက်သွားလို့ရှိရင်ရေပြားပြဿနာဖြစ်တတ်တယ်ကျွန်တော်အများနဲ့ပြောနေကြ RGH မျက်နှာပစ္စည်းပြတွေကမျက်နှာကိုတန်ရှင်းရေးပဲလုပ်ပေးတာအရေပြားရဲ့ဒီအပေါ်ရန်အဆီလွှာလေးကိုမထိခိုက်ဘူးလို့ကျွန်တော်အများနဲ့ပြောနေကြဒီ lipid အဆီလွှာအဲ့ဒီအဆီလွှာလေးကို RGH မျက်နှာပစ္စည်းပြတွေလုံးဝမထိခိုက်စေဘူးအဲ့ဒီအဆီလွှာလေးကအရေးကြီးတယ်အဲ့ဒီအဆီလွှာကို endotoxin တွေကလာပြီးတော့ထိခိုက်စေတယ်ပြီးတော့အရေပြားရဲ့ pH level ပဲမြင့်စေတယ်နောက်ထပ်ဦးလန်းချောင်းကျန်းမာရေးမကောင်းရင် TNF alpha IL6 IL1 beta စတဲ့ဒီ cytokine မျိုးစား protein တွေ inflammation ကိုဖြစ်စေရောင်ရမ်းခြင်းကိုဖြစ်စေဟာတွေကပို့ပြီးတော့ထွက်လာမယ်ထွက်လာပြီးတော့တကူလုံးမှာ systematically တကူလုံးရှိတဲ့ cell တွေမှာသွားပြီးတော့ inflammation ကိုနည်းနည်းများဖြစ်စေတယ်တင်းတိတ်ကတော့မျက်နှာရေပြား cell တွေမှာ inflammation တွေဖြစ်မယ် reactive oxygen species oxidizing တွေဖြစ်ပြီးတော့ cell DNA damage တွေဖြစ်မယ်နေရောင်ခြည်ကြောင့်လည်းပါတယ်အဲဒီ damage တွေဖြစ်တဲ့အချိန်မှာအဲဒီ damage ကို cell ရဲ့ nucleus ကို damage မဖြစ်အောင်လို့အရောင် pigment ကို cell nucleus မှာတွားပြီးအုပ်ပေးတယ်အဲ့တော့အဲဒီအရောင်တွေအုပ်ထားတဲ့ cell တွေကအရောင်တွေရင်းလာတယ်အဲဒီ cell တွေအများကြီးထူလာတဲ့အချိန်မှာမျက်နှာမှာအညိုကွက်တွေတင်းတိတ်တွေဖြစ်တယ် inflammation marker တွေကထွက်လာလို့ရှိရင်သွေးကြောတွေထဲမှာအများဆုံးသူတို့ကတွားပြီးရောက်ပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးကိုပြန်တယ်အဲ့တော့သူတို့ရောက်နေတဲ့သွေးကြောတွေရဲ့နံရံကိုလည်းသူတို့က inflammation ဖြစ်စေတယ်ရောင်ရမ်းခြင်းဖြစ်စေတယ်အဲသွေးကြောနံရံရောင်လာတဲ့သွေးကြောအကြီးကြီးမှာတော့ရောင်လာပြီးတော့နည်းနည်းကျဉ်းသွားမှဖြစ်တာဟိုသွေးကြောမျက်နှာတဲကသွေးကြောတိတိလေးတွေရေပြားတဲ့သွေးကြောတိတိလေးတွေမှာကြတော့အဲသွေးကြောလေးကငကိုတွေကသေးတဲ့အချိန်မှာ inflammation ရောင်ရမ်းခြင်းဖြစ်သွားရင်အရန်သေးသွားပြီးတော့တိတိကျကျသွေးလည်ပတ်စီးဆင်းမှုမကောင်းတော့ဘူးမကောင်းတော့ဘဲနဲ့ nutrition အရေပြားအတွက်လိုအပ်တဲ့ nutrition အာဟာရကိုခန္ဓာကိုယ်ကသွေးကြောနဲ့ဆင့်ပို့ပေးတဲ့အချိန်မှာအလုံးလောက်မရောက်ဘူးအလုံးလောက်မရောက်ခြင်းအပြင်မျက်နှာကဒါ nutrition ကျပြီးတော့မျက်နှာညူတာနောက်ပြီးတော့ဘယ်လိုပြောမျက်နှာကျလာမျိုးဖြစ်တတ်တယ်လူတစ်ယောက်ကပုံမှန်နေထိုင်စားတောက်နေတယ်စားတောက်နေရနေပြီးတော့အဲ့ဒီညနေအိတ်ခါနီးမှာဒါစိတ်ကောင်းတဲ့သတင်းကြားလိုက်တယ်စိတ်ညစ်စရာတစ်ခုဖြစ်တယ်အဲ့လိုကြားလိုက်ပြီးတော့အဲ့ဒီညအိတ်လိုက်တယ်နောက်နေ့မနက်မိုးလင်းတဲ့အချိန်မှာမျက်နှာကျနေတယ်လို့မျိုးဖြစ်နေတယ်ပုံမှန်နေ့တွေဆိုရင်ဒီအတိုင်းပဲစားပြီးတော့ဒီချိန်အိတ်တယ်နောက်နေ့အိတ်ရငိုးတယ်မျက်နှာဘာမှမဖြစ်ဘူးအဲ့နေ့ကျမှဘာလို့ဖြစ်လဲဆိုတော့ဒါက stress ဖြစ်သွားလို့မနေ့ည stress ဖြစ်သွားတယ်ပုံမှန်နေတိုင်းစားတောက်နေတဲ့အချိန်မှာတော့ stress ဖြစ်သွားတယ် stress ဖြစ်သွားတော့ဒါ cortisol တွေပို့ပြီးထွက်တယ် cortisol က stress ကို manage လုပ်ဖို့ထွက်တာ cortisol ထွက်လို့ stress ဖြစ်တာမဟုတ်ဘူး stress ကို manage လုပ်ဖို့ cortisol တွေထွက်မယ်အကြောင်းကြောင့်ပေါ့အကြောင်းကြောင့်နေအဲ့လိုဖြစ်ပြီးတော့ stress ဖြစ်ပြီးတော့ inflammation ဖြစ်မယ် inflammation ကြောင့်မျက်နှာကိုအာဟာရရောက်တာနည်းသွားတဲ့အတွက်ယုတ်ကြတာ
ညဘက်အေးပြက်ပြီးတော့ရုပ်ကြတယ်လို့ဘာလို့ဆိုတာလဲအဲ့ဒီတိုင်းပဲကျွန်တော်တို့ RJ မှာဆိုရင်လည်း luxurious eye cream မှာကျွန်တော် eye cream မှာအရန်ကောင်းတယ်သုံးလိုက်အဆင်ပြေတယ်။ဘာကြောင့်ကောင်းတာလဲဆိုတော့ eye cream ထဲမှာရေပြားအတွက်ကိုအာဟာရပေးဖို့အတွက် nutrition တွေ essential oil တွေကိုထည့်ပေးထားတယ်။အဲ့ဒီအပြင်ဒီ eye cream လိမ့်လိုက်တဲ့နေရာတွေမှာသွေးလက်ပတ်မှုကောင်းသွားတယ်။သွေးလက်ပတ်မှုကောင်းသွားပြီး inflammation တွေကျသွားပြီးသွေးလက်ပတ်မှုကောင်းသွားတဲ့အတွက် nutrition ရပြီးတော့အဲ့မှာခန္ဓာကိုယ်ကအဲ့နေရာလေးကို repair မြန်မြန်လုပ်နိုင်ပြီးတော့ကျွန်တော် eye cream ကအဲ့လိုလုပ်တာပါကျွန်တော်နေတိုင်းစားတောက်တဲ့အထက်မှာဦးလန်းချောင်းကျမကြီးကိုထိခိုက်စေတာပါတယ်လဲဆိုတော့နံပါတ်1က refined sugar နံပါတ်2ကတော့ hybrid wheat နံပါတ်3က MSG အချိုမုံဆိုတဲ့အထက်မှာအချိုမုံအပြင်ဟင်းကမုံကြက်သားမုံတဘာဝမဟုတ်တဲ့ဒီဟင်းနဲ့မှာထည့်ချက်တဲ့အမွှေးကြိုင် flavoring တွေအကုန်လုံးကိုချုံမုံစင်းထဲမှာကျွန်တော်ထည့်ပြီးပြောတာပါနောက်ဆုံးတစ်ခုက cooking oil ကတော့ဒါဟင်းချက်တဲ့စီပါဒီ၄မျိုးကကျွန်တော်တို့နေ့စဉ်စားတောက်နေတဲ့အထက်မှာဦးလန်းချောင်းကျမကြီးကိုထိခိုက်စေတဲ့ဟာတွေအများဆုံးပါတာပါကျွန်တော်ခုဆက်ပြီးရှင်းပြပေးပါမယ်တကြားဆိုရင်တော့ sugar အချိုနဲ့ထည့်ထားတဲ့မုန့်တွေအကုန်လုံးပါတယ်တကြားထည့်ပြီးတော့လုပ်ထားတဲ့ပစ္စည်းတွေအကုန်လုံးပါတယ်အဲ့မှာရက်လက်ပါတယ်တကြားစင်းထဲမှာကျွန်တော်ရက်ကိုလည်းထည့်ထားတယ်တကြားကခန္ဓာကိုယ်ကိုဘယ်လိုထိခိုက်စေရလဲဆိုတော့ဒီဦးလန်းချောင်းတက်မှအပြင်ကျန်တဲ့နည်းတွေလည်းထိခိုက်စေတယ်တကြားဓာတ် glucose ဓာတ်သွေးထဲမှာများနေတယ်ဆိုလို့ရှိရင်ချင်းလုံးများနေလို့ရှိရင်ဒါက cell တွေကို oxidizing damage တွေပေးတယ်အဲ့ဒီ oxidizing damage ကမျက်နှာရည်ပြားမှာသွားပြီးတော့ oxidizing damage ပေးရင်ဒါကတင်းနေဖြစ်လွယ်မယ်ဘာဖြစ်လို့လဲဆိုတော့ရည်ပြား cell တွေမှာ reactive oxygen species တွေများအောင် oxidizing damage ကလုပ်ပေးတယ်ဦးလန်းချောင်းကျန်းမာရေးမှာဆိုရင်လည်းတခြားဦးလန်းချောင်းကျန်းမာရေးကိုသွားပြီး direct ထိခိုက်စေတယ်ဘလို့ထိခိုက်စေလဲဆိုတော့ခန္ဓာကိုယ်အတွက်ကောင်းတဲ့ bacteria တွေကတခြားကိုမစားဘဲနဲ့ခန္ဓာကိုယ်အတွက်မကောင်းတဲ့ bacteria တွေဦးလန်းချောင်းထဲမှာရှိတဲ့မကောင်းတဲ့ bacteria တွေကတခြားကိုအစာဖြစ်သူတို့ကစားတယ်အဲ့တော့တခြားများစားတဲ့လူကဦးလန်းချောင်းထဲမှာမကောင်းတဲ့ bacteria တွေပိုများပေါအောင်လှုံ့ဆော်ပေးသလိုဖြစ်ပြီးတော့ဦးလန်းချောင်းကျန်းမာရေးကိုတခြားထိခိုက်စေတာskin pH တက်အောင်တခြားဓာတ်တွေသွားပြီးလှုံ့ဆော်တယ်အဲ့ကြတော့ skin pH တက်သွားရင် pH level 5.5 တက်ပိုများသွားပြီဆိုတာနဲ့ Cutibacterium acne ဆိုတဲ့ bacteria ပေါက်လွယ်သွားမယ်အဲ့ဒါကဝက်ချံပေါက်စီတဲ့ bacteria နောက်ဆုံးတခြားကခန္ဓာကိုယ်အတွက်ဒုက္ခပေးတဲ့နောက်တစ်ခုကဗိုက်စာစေတာပို့ပြီးတော့ဗိုက်စာစေတယ်ပြီးတော့စားရင်လည်းပို့ပြီးတော့ဝင်အောင်တခြားလှုံ့ဆော်ပေးတယ်ဂျုံ hybrid wheat ကဘယ်လိုဖြစ်လာလဲဆိုတော့ဒုတိယကမ္ဘာစစ်ပြီးမှအစာရည်စာရှားပါတဲ့ပြဿနာဖြစ်တဲ့အချိန်မှာဒီ hybrid wheat မျိုးစာကိုမျိုးဆက်ပြီးတော့ထွင်လိုက်တာ hybrid wheat ကပုံမှန်ဂျုံတွေထက်10ဆပိုပြီးထွင်လုံးကောင်းတယ်စားလို့လည်းပိုကောင်းတယ်ပြီးတော့သူ့မှာပါတဲ့ protein chain တွေက thick ဖြစ်တဲ့အတွက်အကျန်းလဲခံတယ်ပိုးတွေပိုင်းလဲကြာတာပုံမှန်ဂျုံတွေထက်ပိုးကြတဲ့တန်လဲပိုပြီးခံနိုင်တယ်အခုခေတ်မှာဂျုံဆိုင်မယ်ဆိုရင်ဒီ hybrid wheat မျိုးစားကိုစိုက်မှာပဲစီးပွားရေးရတွက်ချေကြိုက်တာနှမို့ဆိုရင်ဘလို့မှတွက်ချေမကြိုက်ဘူးကျွန်တော်တို့စားနေတဲ့ဒီမုံတွေကျွန်တော်စားနေတဲ့အစားအစာတွေမှာထည့်ပြီးလုပ်တဲ့ဂျုံကဒီ hybrid wheat အမျိုးအစားပဲဖြစ်ပါတယ်အဲ့ဒီ hybrid wheat ကဘလို့ဖြစ်တာလဲဆိုတော့သူ့မှာပါတဲ့ protein chain ကကျွန်တော်တို့အစာရည်နဲ့ကအစာချေ enzyme တွေသူ့ကိုအစာချေလို့မရပုံမှန်ဆိုရင်အစာရည်ထဲမှာအဲ့ enzyme တွေကအစာချေလိုက်လို့ရှိရင်ဒီ protein chain တွေက amino acid တွေဖြစ်ပြောင်းသွားတယ်ပြောင်းသွားပြီးတော့အစာရည်ကနေပြီးတော့ဥသေးတဲ့ကိုရောက်သွားတဲ့အချိန်မှာအဲ့ amino acid တွေကိုဥသေးရဆုပ်တယ်ဒီ protein chain တွေကကြတော့အစာချေလို့မရတဲ့အတွက်ဥသေးတဲ့ကိုဒီတိုင်းရောက်သွားတယ်လုံးဝဥသေးရလည်းအာဟာရဖြစ်ဆုပ်လို့မရအောင်ဆုပ်လို့မရဘဲနဲ့သူကဥသေးနိုင်ရန်ကိုသွားထိလို့ရှိရင်ဥသေးနိုင်ရန်တွေကို inflammation ရောင်ရမ်းခြင်းတွေဖြစ်စေတယ်အစာမကြေဘဲနဲ့ဥသေးရနေစဉ်ဥမာကြီးတဲ့ရောက်သွားတဲ့အချိန်မှာကြတော့ဥမာကြီးထဲမှာရှိတဲ့မကောင်းတဲ့ bacteria တွေကအဲ့ protein chain တွေကိုအစာအဖြစ်စားတယ်သူတို့ကအရန်ကြိုက်တယ်အဲ့တော့မကောင်းတဲ့ bacteria တွေဥမာကြီးထဲမှာပေါအောင်တခါလဲလှုံ့ဆော်ပေးတယ်ဂျုံကလူခန္ဓာကိုယ်ရဲ့ glucose level ကိုလည်းတက်စေတယ် insulin ကိုလည်းတက်စေတယ်ဘာဖြစ်လို့လဲဆိုတော့ကြားမှာဆိုလို့ရှိရင်ကြားထဲမှာပါတာကအချိုတက်က2မျိုး fructose နဲ့ glucose နဲ့50-50ပဲဂျုံထဲမှာကြတော့ပါတဲ့ဟာကလုံးဝ glucose ကြီးပဲ 100% အဲ့တော့ဂျုံကလည်း carbohydrate ထဲမှာပါတယ်ဂျုံစားရင်လည်း
တကြားတက်တဲ့အင်ဆူလင်တက်စေတယ်အင်ဆူလင်တက်တယ်ဆိုတော့ထုံးစံတိုင်းနောက်ဆိုအစာတွေပို့ပြီးတော့များများစားလာမယ်လူကိုလည်းဝါလာစေမယ်တခြားကျန်းမာရေးထိခိုက်တာလည်းဖြစ်စေမယ်အဲ့ဒီအပြင်ကိုဂျုံထဲမှာနောက်ထပ်အဆိုးဆုံးကဘာလဲဆိုတော့ glyphosate ဆိုတဲ့ဒီပိုတက်ဆေးကိုဖြန်းပြီးတော့အဲ့ဂျုံတွေကိုအများအားစိုက်တယ်အဲ့ပိုတက်ဆေးတွေကအဲ့ဂျုံတွေတော့နည်းနည်းများစိတ်ဝင်နေမယ်စိတ်ဝင်နေတဲ့ဒီ trace ပိုတက်ဆေး trace လေးတွေပဲကျမကြီးကြီးလိုက်ရင်တော့ကျမကြီးတော့ဘာမှမထိခိုက်တယ်လို့ပဲဒါပေမဲ့အဲ့ trace လေးတွေကကျွန်တော်တို့ခန္ဓာကိုယ်လေးရောက်တဲ့အချိန်မှာခန္ဓာကိုယ်တွင်းထဲကဒီကောင်းတဲ့ bacteria လေးကိုတည်စေတယ်ဒီဂေဟာစနစ်ကိုဖျက်ဆီးပြတယ်ခန္ဓာကိုယ်မှာတခြားနေရာရောက်သွားရင်လည်းတခြားနေရာတွေမှာသွားပြီးတော့ဒုက္ခပေးမယ် inflammation တွေဖြစ်စေမယ်ရောင်ရင်းတွေဖြစ်စေပြီးတော့ကျမကြီးကိုအများကြီးထိခိုက်စေတယ်အချုံမုံ MSG monosodium glutamate အချုံမုံစင်းထဲမှာအချုံမုံအပြင်ကိုကြက်သားမုံဟင်းခတ်တဲ့ flavoring တွေတဘာဝမဟုတ်တဲ့ flavoring တွေအမှုန့်တွေအကုန်လုံးကိုကျွန်တော်အချုံမုံစင်းထဲမှာထည့်ပါတယ်အချုံမုံမပါဘူးဆိုပြီးပြောရအောင်နဲ့အသားမုံတွေဟိုမုံဒီမုံတွေအကုန်လုံးမှာအချုံမုံပါပါတယ်အချုံမုံအပြင်ကိုဒီအနံ့ရတာအတုတွေ chemical အနံ့ရတာအတုတွေပါတဲ့အတွက်ကျမကြီးကိုအများကြီးထိခိုက်စေပါတယ်MSG ကကြတော့ခန္ဓာကိုယ်ဒီဥလန်းကြောင်းထဲမှာရှိတဲ့မကောင်းတဲ့ဘက်တီးရီးယားတွေပွားဖို့သူတို့ကလှုံ့ဆော်ပေးတယ်မကောင်းတဲ့ဘက်တီးရီးယားတွေကသူ့ကိုကြိုက်တယ်အဲ့ဒီပြင်ကို MSG စားလိုက်တာနဲ့ဒီဥတွင်းထဲမှာ inflammation ကိုဖြစ်စေတယ် inflammation ဖြစ်စေတဲ့ဒီမာကာတွေစောစောကျွန်တော်ပြောသွားတဲ့ဒီ TNF alpha တို့ IL1 beta တို့ IL6 တို့အဲ့ဒါတွေအများကြီးထွက်လာမယ်ထွက်လာတာကဒီဥလန်းကြောင်းထဲမှာမဟုတ်ဘူးသွေးထဲမှာပါထွက်လာအောင်အချုံမုံကသွားပြီးလှုံ့ဆော်ပေးတယ်တကူလုံးကို systematically ရောင်ရမ်းခြင်းကိုဖြစ်စေတယ်တကူလုံးရှိမြဆဲလေးကိုအနည်းနဲ့များရောင်ရမ်းခြင်းကိုဖြစ်စေတယ်ချုံမုံစားလိုက်တာနဲ့ချုံမုံကကျွန်တော်တို့ရဲ့ဥလန်းကြောင်းနိုင်ရန်ဒီဥလန်းကြောင်းနိုင်ရန်ကျွန်တော်ပြောသွားပြီးသားအရေးကြီးတယ်ဥလန်းကြောင်းနိုင်ရန်ကလုံးဝ leak ဖြစ်လို့မရဘူးဒီဥဒရာ toxin တွေအကုန်လုံးသွေးထဲရောက်လို့မရဘူးဥလန်းကြောင်းနိုင်ရန်ကထိမ့်သိမ့်ပေးထားတယ်ဒီဥလန်းကြောင်းနိုင်ရန်ကိုချုံမုံကထိခိုက်စေတာစောစောကပြောသွားတဲ့တကြားတို့ဂျုံတို့နဲ့တော့မတူဘူးတကြားတို့ဂျုံတို့ကမကောင်းတဲ့ဘက်တီးရီးယားတွေပိုများအောင်လုပ်တယ်ပိုမကောင်းတဲ့ဘက်တီးရီးယားပိုများပြီးတော့ဥလန်းကြောင်းနိုင်ရန်ကို repair လုပ်ပေးတာက short chain fatty acid အဲ short chain fatty acid တွေထုတ်ပေးတဲ့ဘက်တီးရီးယားတွေနည်းအောင်သူတို့ကလုပ်တယ်ကောင်းတဲ့ဘက်တီးရီးယားတွေများလာတယ်အဲ့ဒီနည်းနဲ့ဥလန်းကြောင်းနိုင်ရန်ကဖြည်းဖြည်းချင်း repair လုပ်ပေးမှတွေညော့လာပြီးတော့ဥလန်းကြောင်းနိုင်ရန်ကျန်းမာရေးထိခိုက်လာတာဒါကတကြားနဲ့ဂျုံရဲ့လုပ်တဲ့အလုပ်အချုံမုံကကြတော့အဲ့လိုမဟုတ်ဘူးအချုံမုံကတော့ဥလန်းကြောင်းနိုင်ရန်ကို direct ထိခိုက်စေတာဥလန်းကြောင်းနိုင်ရန်မှာပုံမှန် cell တွေဆိုလို့ရှိရင်ဒါက tight junction cell လေးတွေကတစ်ခုနဲ့တစ်ခုကပ်ပြီးတော့ tight ဖြစ်နေတဲ့အတွက်ဒီ toxin တွေမကောင်းတဲ့ bacteria တွေကသွေးကြောတွေလုံးဝဝင်လို့မရဘူး inflammation ဖြစ်သွားတဲ့အချိန်မှာ cell လေးတွေကရောင်ရမ်းလာတယ် inflammation ဖြစ်ရောင်ရမ်းလာပြီးတစ်ခုနဲ့တစ်ခုဟသွားတဲ့အချိန်မှာဒီမစီးစင်းတာတွေအကုန်လုံးကဥလန်းကြောင်းနဲ့ဒီစင်သွေးတဲ့ကိုစီးဆင်းပြီးတော့ကျမကြီးထိခိုက်စေ leaky gut ဖြစ်တယ်ပေါ့အချုံမုံကကြတော့ဒီဥနံရန်ကို repair လုပ်ပြီးနေ short chain fatty acid ကိုထိခိုက်တာမဟုတ်ဘဲနဲ့သူကဒီဥနံရန်ဒီ tight junction ဖြစ်နေတဲ့ဒီ cell လေးတွေကိုသူက direct သွားပြီးထိခိုက်တာအဲ cell လေးတွေမှာရှိတဲ့ tight junction protein လို့ခေါ်တဲ့ aglatin တို့ claudin တို့အဲ့ဒါတွေကိုသူကသွားပြီးတော့ direct ထိခိုက်တာအဲ direct ထိခိုက်ပြီးတော့ဒီ cell လေးတွေ tight junction ဖြစ်နေရလေးကိုဟသွားအောင်သူကအချုံမုံကသွားပြီးတော့ direct ကိုလောက်တာအဲ့ဒီနည်းနဲ့အချုံမုံကဥလန်းကြောင်းကျန်းမာရေးကိုအဓိကဒုက္ခပေးတာအချုံမုံကလည်းဗိုက်စာစေတယ်ခဏခဏဗိုက်စာစေတယ်သူကခဏခဏဗိုက်စာစေတဲ့အထက်မှာလည်းတကြားတို့ဂျုံလုံးနဲ့မတူဘူးအချုံမုံကကြတော့ဘယ်လိုလုပ်တာလဲဆိုတော့အချုံမုံကိုစားလိုက်ရင်အဲ့ချုံမုံထည့်ပြီးတော့စားနေတဲ့အစားအစာရဲ့အရသာကောင်းတာမကောင်းတာအရေးမကြီးတော့ပဲနဲ့အဲ့အချုံမုံကနေပြီးတော့သွေးရနဲ့အုံနောက်ထက်ကိုရောက်သွားပြီးဒီအုံနောက်ရဲ့ reward center ရှိတဲ့အဲ့အုံနောက်ရဲ့အပိုင်းကိုသွားပြီးလှုပ်ဆော်တာလှုပ်ဆော်လိုက်တော့ဘလို့ဖြစ်တာလဲဆိုတော့ချုံမုံစားလိုက်တာနဲ့သူကအုံနောက်မှာကျဉ်တဲ့ feeling ဖြစ်သွားတော့သူကတခါတည်းလှုပ်ဆော်ပေးတာစားတဲ့အစားအစာရတာဘလောက်ကောင်းကောင်းမကောင်းကောင်းတယ်ဆိုပြီးတော့မဖြစ်အောင်သွားပြီးတော့ chemically လှုံ့ဆော်ပေးတာရှင်းပြောရင်မူရည်စေဝါတွေလိုပဲပေါ့ဒါကြောင့်အချို့ပုံစားနေတဲ့လူတွေကဘိုက်ခဏခဏစားတာကသူကဘာလဲဆိုတော့ဒီခန္ဓာကိုယ်ကဘိုက်စားတာမဟုတ်ပဲနဲ့အဲ့အချို့မုံရဲ့ဒီအုံနောက် reward center ကိုသွားပြီးလှုံ့ဆော်ပေးတာကိုခန္ဓာကိုယ်ကလိုချင်တာမူရည်စေဆွဲလူတွေလိုပဲပေါ့မူရည်စေသုံးကျင်လာသလိုပဲသူကလည်းအချို့မုံကိုလိုချင်လာတာအချုံမုံကဘယ်ကနေပဲသူကရတာလဲဆိုတော့အစားအစာတွေထဲမှာပဲအချုံမုံကိုထည့်စားတဲ့အတွက်အစားအစာတွေစားအောင်ဘိုက်ခဏခဏစားအောင်သူကလှုံ့ဆော်ပေးတာတ
ကယ်လည်းအဲ့အရသာကိုလိုချင်လို့အုံနောက်ကလိုချင်လို့ဗိုက်စာတယ်ဆိုပြီးတော့တစ်ဖက်လက်နဲ့လှုံ့ဆော်တာဒါကြောင့်ချုံမုံစားတဲ့လူတွေရဲ့ဗိုက်စာတာဒီ MSC ဟန်ဂါကတရားတို့ဂျုံတို့ကနေပြီးတဲ့ဟန်ဂါနဲ့မတူဘူးသူကလည်းတစ်မျိုးဆိုတယ်တရားတွေလည်းအများကြီးစားနေတယ်ဂျုံတွေလည်းအများကြီးစားနေတယ်ချုံမုံလည်းစားတဲ့လူတယောက်အနေနဲ့ကြတော့တရားတွေဂျုံတွေစားတဲ့အတွက် insulin တက် leptin resistant တွေဖြစ်ပြီးတော့ပုံများစားနိုင်လာမယ်အချုံမုံကြောင့်ဗိုက်စာရာကြတော့ခဏဗိုက်စာကိုလောက်တာဘာလို့အဲ့ရတာကိုမပြတ်လိုချင်နေတဲ့အတွက်ချုံမုံကိုအမြဲတမ်းခဏကိုယ်လေးကိုနင်းချင်းစီသွင်းနေရလိုချင်တဲ့အတွက်အချုံမုံကြောင့်ဗိုက်စာရှိမယ်အဲ့ဗိုက်စာတွေပေါင်းပြီးတော့လူကဒါခဏကို၄ချိန်ထင်းရန်ဝါလာတာတွေကလွယ်လာတာပါနောက်ထပ်ချုံမုံပြဿနာပြီးရင်တော့ကိုကမျက်နှာအကျမ်းမာရေးနဲ့တော့မဆိုင်ဘူးဒါပေမဲ့ဥလန်းချောင်းကျမ်းမာရေးတစ်စင်ဘယ်လိုဒုက္ခပေးတာလဲဆိုတော့ကျွန်တော်ဥလန်းချောင်းထဲမှာဒိုဖီမင်းထုတ်တယ်အဲ့ဥလန်းချောင်းနဲ့ဒိုဖီမင်းထုတ်တာနဲ့ဥလန်းချောင်းနဲ့ဒီအုံနောက်နဲ့ Vegas nerve နဲ့ဆက်ထားတယ်ဆက်ထားပြီးတော့အဲ့ကနေ Vegas nerve ရဲ့ signal တက်သွားပြီးအုံနောက်ထဲမှာ tryptophan ကိုထုတ်ဖို့သွားပြီးတော့လှုံ့ဆော်ပေးတယ်ဥလန်းချောင်းထဲမှာ dopamine ထုတ်ရင်အုံနောက်ထဲမှာ tryptophan ထွက်တယ်အုံနောက်ထဲမှာ tryptophan ထွက်မှာ tryptophan ကိုသုံးပြီးတော့အုံနောက်ထဲမှာအုံနောက်ကသုံးဖို့အတွက် dopamine ကိုအုံနောက်ကထပ်ပြီးတော့ချက်လို့ရတာအဲ့ဒီမှာအဲ့ Vegas nerve signal တွေကိုချုံမုံစားလိုက်လို့ရှင်သွားပြီးတော့ direct ထိကြိုက်တာဘိုက်ထဲမှာဥလန်းချောင်းထဲမှာဒိုဖီမင်းထုတ်တာမပြတ်ဘဲနဲ့တောင်မှ signal တွေကထိကြိုက်တဲ့အတွက်အုံနောက်ထဲမှာ tryptophan ထုတ်တာကသွားပြီးတော့ရောကြသွားတော့အုံနောက်ထဲမှာတကယ်တော့ဒိုဖီမင်းကထုတ်တာထုတ်လို့မရတော့ထုတ်လို့နည်းသွားတာပေါ့အဲ့ဒီနည်းနဲ့အုံနောက်ထဲမှာဒိုဖီမင်းနည်းသွားတယ်ဒါကြောင့်အချုံမုံစားတာလူရဲ့ mood ကိုပါထိကြိုက်စေတယ်အဲ့ဒီတော့စိတ်ကြရောသာခံစားနေရတဲ့လူတွေ depression ဝင်နေတဲ့လူတွေဆိုရင်လည်းတရားနဲ့ယုံတဲ့အပြင်အချုံမုံကကြိုးစားပြီးတော့ရှောင်တင်တယ်လို့ကျွန်တော်ကြံပေးပါတယ်အချုံမုံပြီးသွားတော့ cooking oil ဟင်းချက်တဲ့စီကတော့ဒီမှာဟင်းချက်တဲ့စီအကြောင်းကို saturated fat ဘာတွေညာတွေ unsaturated fat အဲ့အကြောင်းတွေကျွန်တော်အများကြီးပြောလို့ရတယ်ကျမကြီးနဲ့ထိခိုက်တယ်မထိခိုက်တယ်ဆိုတာအဲ့ဒါသက်ဗီဒီယိုပဲလုပ်လိုက်မယ်အရင်ရှိတယ်အခုဒီမှာတော့ဘယ်လိုပဲ UTV ပြောသွားမလဲဆိုတော့ဒီဟင်းချက်တဲ့စီတွေကနေဥလန်းချောင်းကျမကြီးကို direct ထိခိုက်စေတဲ့အကြောင်းအရာကိုကျွန်တော်အဓိကပြောသွားမယ်အဲ့မှာဘယ်လိုပြောရမလဲဆိုတော့ဟင်းချက်တဲ့စီတွေထဲမှာကျွန်တော် recommend ပေးတာကပဲစီနဲ့နှမ်းစီသုံးလို့ရပါတယ်သုံးလို့အဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒီကျမကြီးဒီဥလန်းချောင်းကျမကြီးရှုထောင့်နေတခုတည်းကနေကျွန်တော်လောလောဆယ်ကြည့်ပြီးပြောရင်တော့ဘာကြောင့်လဲဆိုတော့ပဲစီနဲ့နှမ်းစီကစုံမှာကြိတ်လိုက်တယ်ကြိတ်ပြီးထွက်ကြလာတဲ့ဟာကိုယူပြီးတော့ပါဇက်တဲထည့်လို့ရတယ်အန္တရာယ်မရှိဘူးကျန်တဲ့စီတွေနေကြစီလဲပါတယ်နော် sunflower oil canola oil vegetable oil စားအုံးစီအဲ့ဒါတွေတခုမှကျွန်တော်အားမပေးဘူးဘာဖြစ်လို့လဲဆိုတော့အဲ့စီတွေကချက်ပြီးချင်းအဲ့ထွက်လာတဲ့ဟာကိုလုံးဝတောက်လို့မရဘူး chemical တွေနဲ့ထပ်ပြီးတော့ချက်ရတယ်ချက်ပြီးတော့မှကျွန်တော်သုံးလို့ရတဲ့စီဖြစ်ပြောင်းသွားတာအဲ့ဒီတော့အဲ့ချက်တဲ့ chemical တွေ trace တွေကအများအားအဲ့စီထဲမှာပါပါတယ်ဘလောက်ပဲတွန် trace တွေပါလာပြီးတော့လူကျမကြီးဥလန်းချောင်းကျမကြီး direct ထိခိုက်စေတယ်ကျန်တဲ့ကျမကြီးထိခိုက်တာတွေထည့်မပြောသေးဘူးเนาะဒါဥလန်းချောင်းကျမကြီးထိခိုက်တာကိုပဲထည့်ပြီးတော့ကျွန်တော်ပြောနေတာအဲ့ဒါကြောင့်စီတွေထဲမှာဆိုရင်တော့မသုံးရမယ့်စီတွေကများတယ်အဲ့တော့ကျွန်တော်သုံးလို့တင်တဲ့စီအကြောင်းပဲဆက်ပြီးပြောတော့မယ်သုံးလို့တင်တာကဘယ်စီတွေသုံးလို့တင်တယ်ပဲစီနှမ်းစီအစ်သုံးလို့တင်တယ်အဲ့ဒီခုသုံးလို့တင်တယ်ပဲစီနှမ်းစီကပြည်တွင်းမှာလည်းထွက်တယ်ပြည်ပကနေလာတာစူပါမားကတ်တွေမှာရတာတွေကြတော့ဈေးနဲ့ပိုကြည့်မယ်ဒါပေမဲ့သူတို့ကတော့ပို့ပြီးသုံးလို့ကောင်းမယ်အဲ့ဒါဘာလဲဆိုတော့ coconut oil အုံးစီဟင်းချက်စားလို့ရတဲ့အုံးစီပြီးတော့နောက်တစ်ခုက olive oil ရဲ့နာမည်ကြီးအားလုံးသိတယ်အဲ့ဒီမှာ olive oil ကြောင့်ရင်ပြောပြမယ် olive oil ကဒီ supermarket တွေမှာရတဲ့ olive oil တွေကနိုင်ငံခြားလာတာတွေအကုန်လုံးကရှေ့ပလင်းမှာပြောထားတာတွေဘာမှဖတ်မနေနဲ့ပြောချင်တာပြောထားတာကြော်ညာအနေနဲ့ပြောထားတာနောက်ကိုလှန်လိုက်လှန်ပြီးတော့ ingredient list ကိုကြည့် ingredient list ထဲမှာသူတို့တွေကတခြား oil တွေကိုရောထားတတ်တယ် vegetable oil တွေကိုရောထားတတ်တယ်အဲ့လို brand တွေလည်းလာတယ်အဲ့ brand တွေလာတဲ့အတွက်နောက်က ingredient မှာကြည့်သူတို့ရောထားရင်ရောထားကြအောင်သူတို့အမှန်တကယ်ပြောထားတယ်အဲ့ဒါကြောင့်မလို့နောက်က ingredient list ကိုကြည့်ပြီးတော့ olive oil 100% ကိုမသုံးပါတခုရောထားနဲ့မယုံပါနဲ့မသုံးပါနဲ့ဒါ olive oil ကိုသုံးတဲ့နည်းနောက်က ingredient list ကိုအမြဲဖတ်ပြီးမှသုံးပါ coconut oil ကတော့အယောတော့မရှိဘူး coconut oil ကတော့အစိရတယ်အဲ့ supermarket တွေမှာရတယ် coconut oil အဲ့ coconut oil နဲ့ olive oil ကတော့ဈေးကြီးတယ်
အဲ့မှာဘလို့သုံးရလဲဆိုကိုကိုနတ်ဝိုင်ကိုဟင်းချက်တဲ့အပူပေးမယ်ဆိုရင်ကိုကိုနတ်ဝိုင်ကိုသုံးပါ olive oil ကိုတော့အတုတ်တုတ်စားတဲ့နေရာမှာပဲသုံးပါအဲ့လိုသုံးလို့ရတယ်အဲ့လိုသုံးရင်ကိုကိုနတ်ဝိုင်နဲ့ olive oil ကိုတွဲသုံးရင်ကျန်းမာရေးအတွက်အရန်ကောင်းတယ်နှလုံးယောဂဘာညာ96ပါးယောဂအတွက်ကိုအကောင်းတဲ့ဘက်ကနေအထောက်အကူပေးတယ်ပဲစီနဲ့နှမ်းစီအောင်မကောင်းဘူးလားကောင်းပါတယ်ပဲစီနဲ့နှမ်းစီလည်းကောင်းပါတယ်ဒါပေမဲ့ကိုကိုနတ်ဝိုင်နဲ့ olive oil တော့ပိုကောင်းတယ်တတိပေးစရာနောက်တစ်ခုကနွားနို့ပါဝက်ချံပေါက်နေတဲ့လူတွေကတော့နွားနို့ကိုရှောင်သင့်ပါတယ်ဘာဖြစ်လို့လဲဆိုတော့နွားနို့ကဟုတ်တယ်ဥလန်းချောင်းကျန်းမာရေးတော့မထိခိုက်စေဘူးဒါပေမဲ့နွားနို့တောက်လိုက်ရင် IGF-1 insulin like growth factor 1အဲ့ဒီဟော်မုန်းတွေပိုထွက်လာတယ်အဲ့ဒီဟော်မုန်းတွေကဘာသွားလို့လဲဆိုတော့အရေပြားမှာရှိတဲ့ sebaceous gland ကစီပန်းထုတ်တာကိုပို့ပြီးတော့လှုံ့ဆော်ပြီးစီပန်းတွေပို့ပြီးတော့ထွက်စေတယ်အဲ့မွေးညင်းပေါက်တွေပိတ်စေတဲ့အဆီလေးတွေပို့ပြီးတော့ထွက်အောင်သူကလှုံ့ဆော်ပေးတယ်ဒါကြောင့်တင်းနေဖြစ်တဲ့လူကတော့နွားနို့တောက်လို့ရတယ်တောက်ချင်တောက်လို့ရတယ်ဝက်ချံပေါက်နေတဲ့လူကတော့ဝက်ချံတွေအများကြီးထွက်နေတဲ့အချိန်မှာတော့နွားနို့လေးကိုရှောင်ပေးပါပြန်ကောင်းသွားတဲ့အချိန်တော့တောက်လို့ရတယ်ဒါကိုယ့်ကိုစမ်းပြီးတော့ကိုယ့်အချိန်လေးနဲ့ကိုတယောက်တယောက်မတူတဲ့အတွက်ကိုယ့်ကိုစမ်းပြီးတောက်ကြည့်လို့ရတယ်ဒါပေမဲ့အများကြီးပေါက်နေတဲ့အချိန်မှာတော့တက်နိုင်တဲ့များလေးရှောင်ပေးပါညီကုန်းကျုံအနေနဲ့ပြောရရင်တော့ကျွန်တော်တို့ရဲ့ဦးလန်းချောင်းကျန်းမာရေးဟာမျက်နှာသားရည်ကျန်းမာရေးနဲ့ဒါလိုက်ဆက်ဆက်နေတယ်ဒါကြောင့်ကျွန်တော်တို့မျက်နှာသားရည်ကျန်းမာရေးကောင်းကျင်တယ်ဆိုလို့ရှိရင်အပြင်အလာမျက်နှာသားရည်ထိခိုက်တယ်ကိုကောက်ွယ်အနေနဲ့ skin care လေးတွေနဲ့မျက်နှာကိုထိမ့်သိမ့်ပေးမယ်ပြီးရင်ဒီဦးလန်းချောင်းကျန်းမာရေးကိုလည်း view site ပေးခြင်းအပြင်မျက်နှာမှာပြဿနာဖြစ်စေမဲ့ source နှစ်ခုစလုံးကိုကျွန်တော်တို့အတွင်းပြင် source နှစ်ခုစလုံးကိုကောင်းအောင်လုပ်ပြီးတော့မျက်နှာသားရည်ကိုထိမ့်သိမ့်လို့ရပါတယ်စောစောကပြောသွားတဲ့တရားတွေဂျုံတွေအဲ့ဒါတွေတော့ဘယ်လိုရှောင်ရမလဲဆိုလို့ရှိရင်ကျွန်တော်အများနဲ့ပြောနေကြတဲ့အတိုင်းတရားပါတဲ့မုံတွေမုံကြောက်တွေဘီစကစ်တွေကိန်းမုံပေါင်မုံကူကီချိုရည်အရက်အဲ့ဒါတွေကိုတက်နိုင်သမျှရှောင်ပေးပါတက်နိုင်သမျှရှောင်နေဆိုတာတော့ကျွန်တော်တို့လုပ်တဲ့နေရာတော့တစ်ပတ်မှာတစ်ခါပဲစတယ်တစ်ပတ်မှာတစ်ရက်ကိုမှတစ်မျိုးပဲစတယ်နည်းနည်းလေးပဲစတယ်အဲ့တော့တစ်ပတ်တစ်ခါကိုဒီချိုလေးစားပြီးတော့ holiday ပေးတဲ့သဘောပေါ့ချိုလေးဂျုံလေးတွေကိုအကုန်ရှောင်လိုက်မယ်အဲ့ဒီမှာကျွန်တော်သတိပေးချင်တာတချို့ကလည်းရက်ဘီယာတောက်ဖြစ်တယ်ခဏခဏတောက်ဖြစ်တယ်ဒါကြောင့်အဲ့ဒါမရှောင်နိုင်ဘူးဟုတ်ကဲ့ရက်ဘီယာတောက်နေတဲ့လူမို့လို့ရက်ဘီယာကိုခဏခဏတောက်ဖြစ်တာတစ်ပိုင်းမှာရက်ဘီယာတောက်ပြီးမဲ့လည်းဒီအချိုတွေဂျုံတွေကိုတော့ရှောင်လို့ရတယ်အဲ့တော့ရက်တောက်လို့ထိကြိုက်တာရှိပေမဲ့လည်းဒီအချိုတွေဂျုံတွေကိုရှောင်ထားတဲ့အတွက်ထိကြိုက်တာကအနည်းနဲ့များပို့ပြီးတော့တတ်တာမယ်အဲဒါကြောင့်မို့လို့အချိုတွေဂျုံတွေကိုတော့တတ်နိုင်သမျှရှောင်ပေးပါဒါရက်ဘီယာတောက်တာတော့ကိုယ့်ရဲ့အကျင့်ပေါ့နော်ကိုယ့်ရဲ့ပျော်ရွှင်မှုကိုယ့်ရဲ့အကျင့်ဖြစ်နေတဲ့အတွက်ဒါတော့ကိုယ့်ကိုကြည့်ပြီးတော့လို့ဒါပေမဲ့ကြံတဲ့ပြဿနာဖြစ်စေမဲ့ source ကိုနည်းနည်းရှင်းချပေးတဲ့သဘောနဲ့ရက်ဘီယာတောက်လဲချူရီဂျုံတွေကိုရှောင်ပေးပါကျွန်တော်တို့လိုပဲတစ်ပတ်တစ်ခါလောက်ပဲစားပေးပါအဲ့ဒါဆိုလို့ရှိရင်ကောင်းတယ်ကျွန်တော်တို့ကတော့အိမ်မှာဆိုရင်လုံးဝဝယ်မထားဘူးဝယ်မထားပဲနဲ့တစ်ခါလေးမှပဲစားတယ်အိမ်မှာဆိုလို့ရှိရင်ဒီအချိုးစားဖို့အတွက် snack အနေနဲ့စားဖို့အတွက်ဆိုရင်တစ်တီးတွေဝယ်ထားတယ်တရက်တီးစသည်ဖြင့်ပေါ့နော်အသီးအနှံမျိုးစုံဝယ်ထားတယ်နောက်ပြီးတော့ nuts တွေမြေပဲတို့တီဟိုစီတို့ဒါတဲ nuts တွေကတော့တဲတဲ့လူလည်းတဲမတဲတဲ့လူလည်းရှိတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတော့စားလို့ရတဲ့အတွက်တီဟိုစီတို့မြေပဲတို့အဲ့လို nuts လေးလည်းစားတယ်အချို့မိုးကတော့ကျွန်တော်နားလဲတယ်ချို့မိုးကတော့တချို့တွေကလည်းချို့မိုးကစားနေတော့အချင်းပါနေတာလည်းရှိတယ်နောက်ပြီးတော့ကိုကရှောင်ခြင်းမိမယ်လဲတအိမ်လုံးကစားနေတယ်အားကြောင့်ရှောင်လို့မရဘူးဆိုလူမျိုးတွေလည်းရှိတယ်ပြီးတော့အပြင်မှာချင်းလုံးစားနေရတဲ့အတွက်အပြင်ဆိုင်တွေမှာချုံမုံတွေအသားမုံတွေချင်းလုံးထက်ချက်တွေစားနေရတဲ့လူတွေရှိတယ်အဲ့တော့ကျွန်တော်နားလဲတယ်ဒါကြောင့်မို့လို့ချုံမုံကတော့ရှောင်လို့ရတဲ့လူတွေရှောင်ပါကျမကြီးတွေရေးကြည့်ပါတယ်ရှောင်လို့မရတဲ့လူတွေအတွက်တော့လဲဒါထိမ့်သိမ့်ပေါ့နော်ကိုယ့်ကိုစဉ်းစားပြီးလို့ဒါပေမဲ့ချုံမုံရှောင်လို့မရဘူးဆိုပြီးတော့ကျန်တာတွေလည်းမရှောင်ဝဲမနေပါနဲ့တရားနဲ့ကြုံကတော့ရှောင်လို့လွယ်ပါတယ်ရှင်းပြောရင်ချုံမုံကရှောင်ရတာခက်တယ်စီလဲပြောင်းသုံးဖို့ဆိုတာခက်တယ်အကုန်ကြလဲများမယ်အိမ်ရလူတွေနဲ့လည်းအလုံးရှုံမယ်အလုံးအများကြီးရှုံသွားမယ်အဲ့နှစ်ခုရှောင်ရတာတိတ်ပြီးတော့အဆင်မပြေသလိုဖြစ်မယ်တရားနဲ့ဂျုံနဲ့ရှောင်ရတာလွယ်လွယ်လေးပါအကုန်ကြလဲနဲမယ်ရှောင်ရတာလည်းလွယ်တယ်ပြီးတော့ fasting တွေပါလုံးမယ်ဆိုရင်လည်းဒီတရားတွေဂျုံတွေရှောင်ပြီးမှစလုပ်ပါအချို့မုံမရှောင်တဲ့လူတွေအနေနဲ့လည်း intermittent fasting လုပ်ရတာအစားပိုင်းမှာနည်းနည်းလေးခက်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့အချို့မုံကဘိုက်ဆောင်လုံသုံးပေးနေတာမျိုးရှိတဲ့အတွက်နည်းနည်းလေးခက်တတ်ပါတယ်။တတိလေးထားပြီးလုပ်ရင်ရပါတယ်။ဒါပေမဲ့ဘိုက်အရင်အောင်တဲ့အထိတော့မဖြစ်တတ်ပါဘူး။ဒီ
ဒီနေ့ကျွန်တော်ပြီးသွားတဲ့ health tips လေးကိုအသုံးပြုပြီးတော့အားလုံးညနာကျန်းမာရေးကိုအတွင်းအပြင်ကောင်းအောင်ထိန်းသိမ်းနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ် healthy happy wealthy so fulfill ဖြစ်တဲ့ life တွေကိုတည်ဆောက်နိုင်ကြပါစေရောက်နိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကျေးဇူးတင်ပါတယ်